ဒီဘတ်ဆိုတဲ့တင်တန်းอ่ะပေါ့နော်လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတိုင်းလုပ်ငန်းရှင်ဖြစ်နေရင်းနဲ့ပဲပို့ပြီးတော့မှကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေပို့ပြီးတော့မှပေါ့နော်လုပ်ငန်းရှင်တယောက်ရဲ့ပေါ့နော် ethic တွေပေါ့နော်လှုပ်ဆောင်ရမယ့်အရာတွေကိုရှင်းရှင်းလင်းလင်းသိဖို့အတွက်ဆိုလို့ရှိရင်ဒီ bus တင်တန်းကိုလာပြီးတော့မှတက်ရောက်တင်ပါတယ်ဆိုတာလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်မကတော့မမေမြတ်သူပါရှင်ဟိမာဝါဒီမြန်မာ group ရဲ့ director တဦးလည်းဖြစ်ပါတယ်ရှင်ဒီနေ့ကျွန်မက bus ဆိုတဲ့တင်တန်းလေးကိုလာရောက်တက်နေရင်းနဲ့ကျွန်မရဲ့တင်တန်းအတွေ့အကြုံလေးကိုမိတ်ဆွေတွေအားလုံးပြန်သိရအောင်လို့မျှဝေပေးပါမယ်ရှင်ကဲဒီ bus တင်တန်းမှာတော့မိအကြိုက်ဆုံးအရာလေးတွေရှိပါတယ်အဲ့တော့ bus တင်တန်းမှာဒီ game တွေဆော့ပြီးတော့ပေါ့နော်တင်ယူရတဲ့အရာကိုလည်းအရင်ကြိုက်တယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းရှင်တယောက်မှာပေါ့နော်တည်တင်တည်ထိုက်တဲ့ဒီ branding ပိုင်းတွေပေါ့နော်ပြီးရင်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုတွေ vision mission core values တွေနောက်ပြီးရင်တကယ့်ကိုဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ partnership နဲ့ပတ်သက်ပြီးတော့မှဘလို့စံနှုန်းတွေနဲ့တိတိကျကျပြင်ဆင်ပြီးတော့မှပေါ့နော်ကိုယ့်ရဲ့စာချုပ်တွေကိုပြင်ရမလဲဆိုတဲ့အပိုင်းတွေကိုဒီတင်တန်းလေးကနေပြီးတော့မှတင်ယူရရှိခဲ့ပါတယ်ဒီတင်တန်းမှာပေါ့နော်ထူးခြားချက်လေးတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ပေါ့နော်ဒီ game တွေကိုစော့နေနေပဲပေါ့နော်ကိုယ့်ရဲ့အပြင်မှာရှိနေတယ်ပေါ့နော်ကိုသတိမထားမိတဲ့အားသာချက်တွေအားနည်းချက်တွေပေါ့နော်ပြီးရင်ကိုမသိနေတဲ့ပေါ့နော် identity အသစ်တွေကိုမိကတော့အပြင်ကနေပြီးတော့ပေါ့နော် observer တယောက်ကနေမြင်ရတယ်လို့မျိုး view နဲ့ကိုပြန်မြင်ရတဲ့ပြန်မြင်ရတယ်ပေါ့နော်အဲ့ပြန်မြင်ရတဲ့အရာလေးကိုလည်းအရန်ကိုကြိုက်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုပေါ့နော်တကယ်ကိုမျှော်လင့်မထားဘဲနဲ့ကိုမှရရှိတဲ့ moment လေးတစ်ခုကိုလည်းဒီကမိတ်ဆွေတွေ share ပေးချင်ပါတယ်ထူးထူးခြားခြားအနေနဲ့ပေါ့နော်လုံးဝမျှော်လင့်မထားဘဲနဲ့မိတ်ဆွေမှာပေါ့နော် mindset လေးချိန်သွားတာလေးကိုလည်းပြောပြပေးချင်ပါတယ်အဲ့တော့မေတို့ကပေါ့နော်ဒီ company လောက်ထားတဲ့အခါမှာပေါ့နော်မောင်နှမတွေစုပြီးတော့လောက်တာပေါ့နော်အဲ့တော့အဲ့မှာဆိုလို့ရှိရင်ပြောနေပေမဲ့လက်တွေ့မှာနားမလည်နေရရှိရပေါ့နော်အဲ့တော့ဒီတင်တန်းတက်လိုက်တဲ့အချိန်မှာလေထူးထူးဘာဖြစ်သွားလဲဆိုတော့ပေါ့နော်ဒီ director တယောက်ကပြောနေတဲ့ဟာပေါ့သူသွားချင်နေတဲ့ vision တွေ mission တွေကိုပေါ့နော်ဒီတန်းတက်လိုက်ခြင်းအဖြစ်ကိုအလိုလိုရင်ထဲကနေနားလည်သွားတာပေါ့နော် clear ဖြစ်သွားတာဆိုတော့အဲ့ဒါလေးကလေဒီတန်းမှာတော့မိအတွက်ကတော့တော်တော်လေးတန်ဖို့ရှိရပေါ့ဘာလို့လဲဆိုတော့မိတို့လုပ်ငန်းခွင်နဲ့ပြန်ရောက်သွားပြီတကယ်ကိုကိုယ့်ရဲ့ပုံမှန် routine နဲ့ပြန်ရောက်သွားတဲ့အခါကြလို့ရှိရင်ဒီဘယ်လိုပြောမလဲ BOD ပေါ့နော်ဒီ director အဖွဲ့ဝင်တွေရဲ့တယောက်နဲ့တယောက်သွားချင်နေတဲ့ဟာလေးကိုသိသွားတဲ့အတွက်ပေါ့နော်ပို့ပြီးတော့မှရလက်ကောင်းတွေရလာမယ်ဆိုတော့ယုံကြည်ချက်လေးရှိသွားတယ်ပေါ့နော်အဲ့ဒါလေးကတော့တကယ်ကိုမမျှော်လင့်ထားပဲနဲ့ပေါ့နော်ပြောင်းသွားတဲ့ mindset လေးပါအဲ့အတွက်ဒီမှာကြည်နေတဲ့မိတ်ဆွေတွေကိုပြောပြချင်တာကဒီဘတ်ဆိုတဲ့တင်တန်းอ่ะပေါ့နော်လုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတိုင်းလုပ်ငန်းရှင်ဖြစ်နေရင်းနဲ့ပဲပို့ပြီးတော့မှကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေပို့ပြီးတော့မှပေါ့နော်လုပ်ငန်းရှင်တယောက်ရဲ့ပေါ့နော် ethic တွေပေါ့နော်လှုပ်ဆောင်ရမယ့်အရာတွေကိုရှင်းရှင်းလင်းလင်းသိဖို့အတွက်ဆိုလို့ရှိရင်ဒီ bus တင်တန်းကိုလာပြီးတော့မှတက်ရောက်တင်ပါတယ်ဆိုတာလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် We are